အားလုံးပဲမင်္ဂလာပါအန် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဆိုရင်ဒါ April intake COE result တွေလည်းထွက်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဂျပန်ကိုစပြီးထွက်ခွာနေတဲ့လူတွေလည်းရှိနေပြီအခုမှစပြီးထွက်ခွာဖို့အတွက်ပြင်ဆင်နေတဲ့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေလည်းများပြားရှိတယ်ပေါ့နော်အဲ့ထဲမှာအစိမ်းမကောင်းစွာပဲကျွန်တော်တို့လေးလာပိုင်းကို reject ဖြစ်သွားတဲ့ကျောင်းသားတွေလည်းရှိတယ်ပေါ့ဆိုတော့ဘာမှစိတ်တမကြပါနဲ့ကျွန်တော်တို့တေချာလေးပြန်ပြီးစူးစမ်းမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပန်းတိုင်ကိုတနေ့တော့ရအောင်သွားနိုင်မှာပါနော်အဲ့ထဲမှာကျွန်တော်ဒီနေ့ပေါ့နော်ဘာကြောင့်ဒီဗီဒီယိုလေးကိုလောက်ရတာလဲဆိုတဲ့ရည်ရွယ်ချက်လေးပြောပြချင်တယ်ကျွန်တော်တို့အခုမှစပြီးသွားမယ်ဒီကိုမောင်မသူပဲဖြစ်ပေါ့နော်ကျွန်တော်ဂျပန်စသွားမယ်ဆိုရင်သူတို့ရဲ့ငွေကြေးဖြစ်တဲ့ဒီရန်ငွေကိုနော်ဘလောက်တည်သွားတင်တယ်လဲနဲ့ကျွန်တော်တို့ဘာကြောင့်တည်သွားတယ်လဲဆိုတော့ဒီအကြောင်းအရာလေးကိုနည်းနည်းလေးအကြံပြုဆွေးနွေးပေးခြင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီမှာဒီ April intake ကိုကြောင်းလျှောက်ပေးတာပေါ့နော်26ရောက်လျှောက်တာ24ရောက်အောင်မြင်ထားတယ်ပေါ့နော်ဆိုတော့ဒီသွားမဲ့ကလေးတွေဒီကိုမောင်နှမကိုရဲ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကုန်လုံးဟိုမှာဂျပန်နိုင်ငံမှာအဆင်ပြေချုံးမွေးဖို့အတွက်ပေါ့နော်ခက်ခဲမရှိဘဲနဲ့ရည်တည်နိုင်မှုအတွက်ဟိုဒီဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဂျပန်ကိုအခုစသွားဖို့ series အောင်ပြီးတော့ပေါ့နော်ဂျပန်စသွားဖို့ပြင်ဆင်နေတဲ့ကျောင်းသားကျောင်းသူတွေဆိုရင်သူတို့ကျောင်းသားကတစ်နှစ်စာရယ်ဆိုတွင်းပြီးကြပြီပေါ့ပြီးလို့ရှိရင်လင်းလက်မှတ်တွေလည်းဝယ်ပြီးသလောက်ရှိပြီအဆောင်တွေလည်းငှားပြီးပြီယူသွားဖို့အတွက်ကျွန်တော်တို့ဒီအကျော်အလှော်တွေလည်းဒါတော်တော်များများချက်ပြုတ်ပြီးပြီပေါ့နော်အဝယ်စားဆိုရင်လည်းshopping တွေထွက်နေကြပြီဒီအချိန်ဆိုရင်shopping ထွက်တဲ့အချိန်လို့တောင်ပြောလို့ရတယ်ပေါ့နော်shopping တွေထွက်နေပြီဆိုတော့ဘာမှမလိုတော့ဘူးပေါ့နော်ကျွန်တော်တို့ဂျပန်သွားဖို့အတွက်အရာရာ ready ဖြစ်နေတဲ့အချိန်ရောက်ပြီပေါ့နော်အဲ့ဒီထဲမှာဘာကြောင့်ကျွန်တော်ကနေပြီးတော့ဒီဂျပန်ယန်းငွေကိုအပိုထပ်ဆောင်ပြီးထည့်ခိုင်းတာလေပေါ့နော်ဆိုတော့ကျွန်တော်မှလည်းဒါပြောပြခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ဂျပန်ကိုကျွန်တော်တို့ခြေချလိုက်ပြီဆိုတာနဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒါထွက်ငွေရအရင်စတင်တော့မှာပါဆိုတော့ရောက်တာနဲ့ချက်ချင်းသုံးရမယ်ငွေကြေးတွေရှိလာပြီပေါ့နော် income ကဘယ်ချိန်ဘယ်တော့ဝင်လာမလဲဆိုတာမသေးချာသေးဘူးမရေရာသေးဘူးဆိုပေမဲ့ဒါထွက်ငွေရတော့ကျင်းသေးပါထွက်တော့မှာပေါ့နော်စစဒီလောက်တောင်အများကြီးပြင်ဆင်ပြီးတော့အကုန် ready ဖြစ်ပြီးတော့သွားတာကိုဘာတွေထက်ကုန်မှလဲပေါ့နော်ဆိုတော့ကျွန်တော်တို့အသေးအမွှားလေးတွေကပဲစပြောရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဂျပန်ရောက်သွားပြီဆိုတာနဲ့တချို့ဆိုရင်ရာသီအကူပြောင်းမှာနာမကျန်းဖြစ်တတ်တာတို့နော်ပါလာတဲ့ဈေးလေးတောက်လိုက်ရင်အဆင်ပြေတာရှိတယ်လို့ဈေးကန်းသွားတဲ့လူတွေလည်းရှိတယ်ပေါ့လေနော်ပြီးတော့ကိုနေမဲ့ကျောင်းဆောင်ပဲဖြစ်ဖြစ်အပြင်ဆောင်ပဲဖြစ်ဖြစ် share house ပဲဖြစ်ဖြစ်နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုလူခန်းရှိလို့အတိမိတ်ဆွေအိမ်မှာနေတာပဲဖြစ်ဖြစ်ကျွန်တော်တကူရေးသုံးပစ္စည်းလေးတွေဝယ်ရချမ်းရတော့မယ်ပေါ့ကျွန်တော်တို့ကျောင်းဆောင်တို့အပြင်ဆောင်တို့တယောက်တည်းနေတဲ့လူခန်းမရှိတဲ့ကျောင်းသားတွေဆိုရင်ပို့ဆိုပါတယ်ကျွန်တော်တို့အိုးခွက်ပကံတွေဝယ်ရမယ်နော်နောက်ဆုံးအင်ဂျီချိတ်တဲ့ဂျိတ်တွေကအစားပေါ့လေနော်တကူရေးသုံးလေးတွေဝယ်ကြရမယ်ပေါ့နော်ဒါကျွန်တော်တို့ဆိုရင်ဟိုရောက်တာနဲ့ဈေးအသက်တာဆုံးလို့သတ်မှတ်ထားတယ်ကျွန်တော်တို့ဒီရန်တရားတန်းဆိုင်လေးမှာသွားဝယ်ရတယ်ပေါ့လေနော်ဒါမျိုးလေးဝယ်တာချမ်းသာတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဂျပန်အစားအစာလေးတွေလိုက်စားကြည့်မယ်ပေါ့ရာမန်လေးတွေစားမယ်နော်မြင်သမျှတွေ့သမျှလေးဒါစားခြင်းစရာလေးတွေပဲနော်တွားခြင်းစရာလေးတွေပဲယထာစီမယ်ပစံကုန်မယ်နော်ဒါမျိုးလေးတွေကုန်ပါတချို့ကြတော့လည်းဒီဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့မြန်မာပြည်ကနေပြီးတော့ handset တွေထည့်သွားတာရှိတယ်ဟိုရောက်တော့မှ SIM card ဝယ်တယ် SIM card ကိုဘယ်လို plan နဲ့ဝယ်မလဲဒါမှမဟုတ်လည်းနောက်ဆုံးထွက်တဲ့ handset ကိုပဲအရေးကြနဲ့ဝယ်မှာလားအရေးကြမရဘူးဆိုရင်တလုံးတစ်ခဲတည်းဘယ်လိုပေးချေပြီးဝယ်မလဲပေါ့နော်ဆိုတော့ bank app တော့ဖွင့်ရမှာရှိတယ်လိုက်လုပ်ပေးတဲ့ကြောင်းတွေကလုပ်ပေးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ပတ်စံတော့ကိုယ်ပဲ site ထုတ်ရမှာပါကုန်ကြစည်တွေရတော့လေနော်ဆိုတော့ကျွန်တော်အနေနဲ့ဘလောက်ပဲမြ
အများကြီးတည်ဝမယ်လို့ပြောတာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့နာမကျန်းဖြစ်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်တခုခုအရေးပေါ်သုံးရမယ့်ကိစ္စတွေပဲဖြစ်ဖြစ်ကိုယ်တိုင်ကိုယ့်ရဲ့ပတ်စံရှိနေမှာဒါအဆင်ပြေပြေချောချောမွေးနဲ့ကိစ္စတွေကိုကြော်ဖြတ်နိုင်မှာပေါ့လေနော်ဆိုတော့ဟိုရောက်တော့မှသူများစီကချီရ900ဒါမျိုးတွေဆိုရင်တော့အဆင်မပြေဘူးပေါ့သူ့မှာလည်းသူ့ခက်ခဲရှိမှာဆိုတော့ကိုယ့်ရဲ့ခက်ခဲကိုယ့်ဘက်ကိုကြိုတင်ပြင်ဆင်ပြီးတော့ကျွန်တော်တို့တွေထည့်သွားတာကောင်းတယ်ပေါ့လေနော်ဆိုတော့ကျွန်တော်တို့ကုန်မဲ့ဟာတွေပဲပြောနေတော့အင်ကန်အောင်ဘယ်တော့ရမှာလဲပေါ့နော်အာလူဘိုက်တို့အချိန်ပိုင်းလုပ်တွေလုပ်လို့ရနေတာပဲအဲ့ဒီကနေအင်ကန်တွေရမှာပေါ့ဆိုပြီးတော့ဒါမေးမယ်ဆိုရင်ပြန်မေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့အချိန်ပိုင်းလုပ်တွေဆိုတာကြတော့ပေါ့လူကန်ရှိတဲ့လူဆိုလို့ရှိရင်တော့တချို့ဆိုရင်ဂျပန်တော့မရောက်သေးဘူးမြန်မာပြည်မှာတည်းရောအချိန်ပိုင်းလောက ready ဖြစ်နေပြီပေါ့နော်ဒီလိုကျောင်းသားကျောင်းသူတွေလည်းကြုံဘူးတယ်တချို့ကြတော့လည်းကျွန်တော်တို့အလုံးရာချက်ချင်းရနိုင်ဘူးဟာနည်းနည်းရနိုင်ကြနေပါတယ်နော်ကျွန်တော်တို့ကျောင်းကနေပြီးတော့တစ်လုံးမရှာပေးဘူးလားပေါ့နော်ကျောင်းကနေအလုံးတစ်လုံးရှာပေးတယ်ဆိုရင်တော့မှပဲကျွန်တော်တို့လူကြီးအများကြီးနော်လူတိုင်းစိအလုံးကိုရဖို့အတွက်ကြတော့တစ်ခါလေးကြာရင်ကျွန်တော်အချိန်တစ်ခုစောင့်ရတတ်ပါတယ်အဲ့ဒီထဲမှာဂျပန်စာလေပဲပေါ့နော်ဂျပန်စာလေပဲမြင်တဲ့လူစကားကောင်းတဲ့လူဆိုလို့ရှိရင်ကြတော့အလုံးမြန်ရနိုင်တာမျိုးရသွားရင်လည်းအဆင်ပြေတာမျိုးပေါ့နော်စကားသိမရတဲ့လူတွေကြတော့လည်းရှာပေးတယ်အလုံးရတယ်ရပေမဲ့လည်းအဆင်မပြေဘူးပြုတ်သွားတာမျိုးဒါမျိုးတွေကခဏကျွန်တော်လည်းမြင်တွေ့နေရတာပေါ့နော်ဆိုတော့ကျွန်တော်တို့အချိန်ပိုင်းလောကမရဘူးလို့လည်းမဟုတ်ဘူးရမယ်လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကိုတင်ယူထားတဲ့ဘာသာစကားနဲ့ကျွန်တော်ကန်တရားပေါ်လည်းနည်းနည်းလေးတော့သက်ဆိုင်သေးတယ်ပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်ဒီလိုပြောနေဆိုတာဂျပန်မှာလူကန်မရှိဘဲနဲ့ပေါ့နော်အခုမှသွားပြီးတယောက်တည်းရက်တီမဲ့ဒီကောင်မောင်နှမတွေအတွက်ပေါ့နော်ဆိုတော့အခုတည်းကတေချာလေးအချိန်ပိုင်းလို့ဒီလေ့လာပါပိုရှူးဆိုတဲ့စလုံးတွေကိုဒါတေချာလေးဖတ်တတ်အောင်ပေါ့နော်ပြီးရင်အချိန်ပိုင်းအလုံးမှာလည်းကျွန်တော်အင်တာဗျူးကတစ်ဆင့်ဖြတ်ရသေးတာပေါ့နော်ဒီအင်တာဗျူးတွေအောင်မြင်အောင်ဖြေဆိုနိုင်အောင်တခါလေလေ့ကျင့်တာပါဆိုတော့ကျွန်တော်တို့အချုပ်လေးပဲပြောရမယ်ဆိုရင်ပေါ့နော်ဂျပန်ကိုကျွန်တော်ညီကိုမောင်နှမတွေဂျပန်ကိုရောက်ချင်းလာမှာပေါ့နော်ချက်ချင်းအလုပ်မရခဲ့ဘူးဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒုတိယလမှအလုပ်စားရမယ်ပေါ့ဗျာဒုတိယလမှအလုပ်စားရတယ်ဆိုရင်အဲ့ဒီရဲ့လစာကတတိယလရဲ့ကျွန်တော်တို့လကုန်ပိုင်းလောက်မှထွက်မှာဆိုတော့အမှန်လေးကျွန်တော်တို့အချိန်က3လလောက်ဟာတယ်ပေါ့လေနော်3လစာလောက်ဟာတယ်ဆိုတော့ကျွန်တော်ခုနကကုန်ကြစည်တွေကိုရောက်ချင်းကုန်ကြစည်ပဲကျွန်တော်ပြောသေးတာလကုန်ပြီဆိုတာနဲ့ကျွန်တော်တို့ရှီဘိုးမီဘိုးဂတ်စ်ဘိုးလို့အခွန်အခါတွေကျမ်းမာရေးခွန်တွေနော်ကျောင်းသားဆိုလဲကျောင်းသားအခွန်တွေပေါ့ပေးဆောင်မှုတွေကဖြစ်လာပြီပေါ့လေနော်ဆိုတော့ကျွန်တော်တို့ဒါပထမဆုံးလမှာမရပဲဒုတိယလမှာအလုံးရခဲ့ရင်ဆိုတော့တွက်ကိန်းနဲ့ကျွန်တော်တွက်တာပေါ့လေနော်အကယ်၍ချက်ချင်းကျွန်တော်တို့ပထမလမှာတဲ့အလုံးရခဲ့တယ်ဆိုရင်တော့အဲ့လစာဒီဒုတိယလကိုမှရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့ဒုတိယလမှာလည်းမရဘူးဒါပထမလမှာလည်းမရဘူးတတိယလမှာရတယ်ဟဲ့ဆိုရင်စတုထလကုန်မှာကိုယ့်ရဲ့ income ကဝယ်မှာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ safe ဖြစ်အောင်ကျောင်းသားတွေအကုန်လုံးဘယ်လိုမှလဲဆိုရင်3လစာအနည်းဆုံးထည့်ခိုင်းတယ်ပေါ့နော်ဆိုတော့3လစာဆိုရင်ဘယ်လောက်ထည့်ရမလဲပေါ့ဒါကကိုယ့်မိသားစုရဲ့ကျွန်တော်ငွေကြီးအခြေအနေတွေကိုအကုန်လုံးတွက်ချက်ပြီးတော့တစ်လ3000နဲ့ကျွန်တော်3လစာ9000 10000တည်သွားမလားဒါမှမဟုတ်တစ်လ9000လောက်နဲ့3လစာ15000တည်သွားမလားဒီထက်ပိုပြီးအဆင်ပြေတဲ့လူကကြတော့လေအဆင်ပြေသလိုထည့်သွားဖို့လေနော်ဂျပန်နိုင်ငံကိုဂျပန်ယန်းငွေတည်သွားမှဖြစ်တဲ့အတွက်ကျွန်တော်တို့မတုံးဖြစ်ဘူးဘယ်လိုပြောရမလဲအတုံးမဝင်ဘူးအတုံးမတည့်ဘူးဆိုတာမရှိပါဘူးနော်ဒါတွေကကိုယ်အဆင်ပြေတဲ့အချိန်မှာလေအိမ်ကိုပြန်လွှဲလို့ရတဲ့ငွေကြီးတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ထည့်သွားတာတော့ကိုယ့်အတွက်ပို့ပြီးတော့ safe ဖြစ်ပါတယ်နော်ဆိုတော့ကိုကြီးကိုတာတစ်ခုပေါ့နော်ပြဿနာတွေပါဖြစ်လာခဲ့တဲ့အချိန်ကျရင်ပတ်စံရှိနေတော့လေအလွယ်တကူနဲ့မြန်ဆန်ဖြေရှင်းနိုင်တာပေါ့လေနော်ဆိုတော့ဒါကတော့ကျွန်တော် language school
နဲ့သွားမယ်ညီကိုမောင်နှမတွေအတွက်ပေါ့နော်ကျွန်တော်အနေနဲ့တော့10,000လောက်ကနေစပြီးတော့ထည့်သွားစေချင်တယ်အကိုရဲ့အတွက်ချက်ပေါ်မူတည်ပြီးတော့9,000လောက်နဲ့တေချာလေးရက်တီမယ်တေချာလေးကျွန်တော်တို့စစ်စစ်ဆက်ဆက်လေးသုံးမယ်ချွေထားမယ်ဆိုရင်လည်းရပါတယ်မရဘူးဆိုတာတော့မရှိပါဘူးရပါတယ်နော်ကျွန်တော်တော့သူများတွေစီကမချင်းငါစေချင်ဘူးပေါ့နော်မချင်းငါရအောင်ပြီးတော့ကိုတိုင်းလည်းအရင်ဒုက္ခမရောက်အောင်ကိုရောက်သွားတဲ့အချိန်ကျတော့ကိုကမိသားစုနဲ့မဟုတ်တော့ဘဲနဲ့တယောက်တည်းတည်တံ့ဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်ကိုညီမဲ့လူကငွေကြေးပဲလေနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးစဉ်းစားတာပေါ့လေနော်ဆိုတော့10,000 15,000 1,020ကိုစင်ပြည်သလိုလေးအိမ်နဲ့တွက်ပြီးတော့ထည့်သွားကြပါအလုံးနဲ့သွားမဲ့လူတွေအတွက်ကြတော့ဒါရက်သိပ်ပူစရာမလိုဘူးပေါ့နော်အလုံးနဲ့သွားမဲ့လူကြတော့အခုရောက်သွားတာ ਨੇ ဟိုမှာတန်မီအလုံးဝင်ပြီတန်မီလုံးဝင်အောင်ဆိုတော့တချို့က training တစ်ပတ်ပေးတာမျိုးလို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သူကကြတော့ဟိုရောက်ရင်ပတ်စံတန်ပြီးတော့ထွက်မဲ့လူဖြစ်တဲ့အတွက်3-4,000လောက်ထည့်သွားတယ်ဆိုရင်ကိုအဆင်ပြေပါတယ်နော်ဟိုမှာတတိယအဆောင်အကုန်စီစဉ်ပေးပြီးသားပစ္စည်းတွေအစားဝယ်ထည့်ထားပေးပြီးသားဟဲ့ဒီလိုပေါ့အခြေအနေတွေကများတဲ့အတွက်ပေါ့နော်ဆိုတော့5-6,000လောက်ထည့်သွားတယ်ဆိုရင်ကိုအလုံးနဲ့သွားမယ်ညီကိုမောင်နှမတွေကဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲနေကုန်းချုပ်ပါမယ်ဆိုတော့ language school နဲ့အခုမှစပြီးဂျပန်သွားဖို့ပြင်နေတဲ့ညီကိုမောင်နှမတွေရှိရင်အိမ်နဲ့တိုင်ပင်ပြီးတော့နည်းငွေကြေးလေးတွေတည်ဆောင်သွားဖို့ကျွန်တော်ဒီကနေပြီးတော့အကြံပေးပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေလည်းကျွန်တော်ထပ်ပြီးတော့တင်ပေးပါအောင်မယ်ဒီလိုတဲ့အကြောင်းအရာတွေရှိရင်လည်းဒါကျွန်တော်က comment မှာမှန်ကြလို့ရပါတယ်နော်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်